Kiani Rangers, Itnuri, Ryan Chucky ဒီကစားသမား3ယောက်အတွက်ပေါင်တန်130ဝန်းကျင်ပဲသုံးခဲ့ရတယ်ကျွန်တော်တို့ဒီ Hugo Piena ဆိုတဲ့ City ရဲ့ဘောလုံးဒါရိုက်တာအသစ်အကြောင်းပြောလို့လာပါမယ် Balotelli, Aguero, N'Golo Conte, Kevin De Bruyne. Oh, wow, that's brilliant! Not to be, Rodri, treble winners, Manchester City. Let me talk. Let me talk. Let me talk. အားလုံးပဲမင်္ဂလာပါမြန်မာစီရီစဉ်နဲ့လက်မီတော်ရဲ့ Facebook နဲ့ YouTube Channel တွေကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့မှာတော့ City မှာဆယ်စုနှစ်တစ်ခုဝင်းကျင်စာဖြတ်တန်းခဲ့တဲ့ City ရဲ့ဘောလုံးဒါရိုက်တာ Siki Bikaristain ရဲ့နေရာကိုအစားဝင်ရောက်လာတဲ့ Hugo Piena ဆိုတဲ့ကျွန်တော်တို့ရဲ့ဘောလုံးဒါရိုက်တာအသစ်အကြောင်းသူ့ရဲ့ကစားသမားဘဝဖြတ်တန်းမှုအချို့တွေနဲ့သူ့ရဲ့လက်ရှိအခု City ရဲ့ဘောလုံးဒါရိုက်တာဘဝအထိရောက်လာအောင်ဖြတ်တန်းလာခဲ့ဖြတ်တန်းမှုတွေကိုဥမာခြေကားမကျန်ကျွန်တော်တင်ပြပေးသွားမှာပဲဖြစ်ပါတယ်အရင်ဆုံးပြောရရင် City က Siki Bikaristain ရဲ့နေရာကိုအစားထိုးတဲ့အခါမှာလူရင်းမှန်ခဲ့တယ်ဆိုတာကို Hugo Piena ကကျွန်တော်တို့ကိုဒီပြောင်းရွှေ့ကာလ10ရက်အတွင်းမှာတက်တည်ပြသွားနိုင်ခဲ့တယ်ဆိုတာပါပဲသိကြပါတယ်လူတယောက်ကိုတော့ကျွန်တော်တို့သူ့ရဲ့လုပ်ရည်ကိုင်ရည်ကိုကျွန်တော်တို့အချိန်လေးနည်းငယ်နဲ့ဆုံးဖြတ်လိုက်လို့တော့မရဘူးဒါပေမဲ့ Hugo Piena ကအဲ့ဒီသဘောတရားကိုကြော်လွန်ပြီးတော့ကျွန်တော်တို့ဒီလူမှန်တရားကိုရလိုက်တယ်လူတော်တရားကိုရလိုက်တယ်ဆိုတော့တိတာလုံးလောက်အောင်သူ့ရဲ့ဆွမ်းဆောင်ရည်တွေကအရန်ကိုကောင်းမွန်နေခဲ့တာကိုဒီ10ရက်အတွင်းမှာကျွန်တော်တို့တွေ့ခဲ့ရတယ်ဆိုတော့ဒီ City ရဲ့ဘောလုံးဒါရိုက်တာအသစ်ဖြစ်တဲ့ Hugo Piena ကဘလို့ပုံကုံမျိုးလဲသူဖြတ်တန်းခဲ့တဲ့တမိုင်းကြောင်းကဘလို့မျိုးလဲဆိုတော့ Hugo Piena က City ကိုမရောက်ခင် Lisbon ရဲ့ Sporting Director အဖြစ်သူဖြတ်တန်းခဲ့တယ်ဆိုတော့အဲ့ဒီမှာပဲသူ့ရဲ့ဒီနာမည်ကျော်ကြားမှုတွေကလည်းစတင်လာခဲ့တယ်လို့ဆိုနိုင်တယ်ဒီ Lisbon မှာသူကဒီဘောလုံးဒါရိုက်တာယာတွေကို2018မှာစပြီးတော့ရတယ်အဲ့ဒီအချိန် Lisbon ကဘာဖြစ်နေလဲဆိုတော့ပြီးရတဲ့16ရာသီအတွင်းမှာ Sporting Lisbon ကစူပလာလေးလုံးပဲပိုင်ဆိုင်ထားတယ်ဆိုတော့အဲ့ဒီစူပလာလေးလုံးကလည်းအမှတ်ပေးကားတွေပါမလို့ရှုံးခတ်ပလားတွေပဲဖြစ်တယ်ဒီပေါ်တူဂီလိမှာလည်းဘင်ဖီကာနဲ့ပေါ်တိုတို့နှစ်ကောင်နဲ့ပြေးတဲ့ပြိုင်ပွဲလိုမျိုးဖြစ်နေတယ်သူတို့နှစ်ယောက်လည်းပြေးတဲ့ဂျူရိုဘိုလီလိဖြစ်နေတယ်ဆိုတော့Hugo Pienaစတင်ကိုင်းရွယ်ပြီး2025ခုနှစ်အထိ2018ကနေ2025ခုနှစ်အထိ4-5နှစ်အတော်အတွင်းမှာသူ့ရဲ့ Lisbon အသင်းကစူပလာလေးလုံးရတယ်အဲ့ဒီဖလားလေးလုံးထဲမှာအမှတ်ပေးဖလားနှလုံးအထိပေါဝင်ခဲ့တယ်ရင်းနှကောင်နဲ့ပြေးနေတဲ့ဘင်ဖီကာနဲ့ပေါ်တိုနှစ်သင်းနဲ့ပြေးနေတဲ့လီကိုနောက်ထပ်အသင်းတစ်တင်းအနေနဲ့ Lisbon ကဝင်လာပြီးတော့ချန်ပီယံဆုကိုသိမ်းပိုက်နိုင်ခဲ့တာလည်းဖြစ်တယ်ဆိုတော့ဒါက Hugo Piena ကန်ရွယ်ခဲ့တဲ့အချိန် Sporting Lisbon ရဲ့ကွင်းအတွင်းကအောင်မြင်မှုတွေဖြစ်ခဲ့တယ်ကွင်းပြင်ပါနှစ်ခုချိတ်ဆက်ထားတဲ့အောင်မြင်မှုတွေလို့ပြောလို့ရနိုင်တဲ့ကစားသမားအယောင်းဝယ်တွေမှာလည်း Sporting Lisbon အဲ့ဒီအချိန်မှာအရန်ကိုနာမည်ခတ်ခဲ့တယ် Sporting Lisbon ကဒီလက်ရှိ Manchester United အသင်းရဲ့ကွင်းလယ်လူဦးကဒီ Manchester City အသင်းရဲ့ကွင်းလယ်လူ Matías Nunes နဲ့Spa အသင်းရဲ့နောက်ခံလူ Pedro Porro တို့ကိုဒီ Hugo Piena ရဲ့လက်ထက်မှာစုပေါင်း3ယောက်ပေါင်းမှာပေါင်29တန်းနဲ့ခေါ်ခဲ့တယ်အဲ့ဒီနောက်သူတို့ဒီအသင်းတွေကိုတက်ဆိုင်ရာအသင်းတွေစီပြန်ရောင်းတဲ့အခါမှာတော့သူတို့ဒီဝယ်ရဲ့ငွေထက်4ဆလောက်ပြန်ပြီးတော့ရလိုက်တယ်ဆိုတော့ဒီ Hugo Piena ရှိနေတဲ့အချိန်မှာ Sporting Lisbon ကကွင်းပြင်မှာလည်းအောင်မြင်မှုတွေစုပလားတွေရနေတယ်ကွင်းပြင်ပါမှာလည်းသူတို့ကဒီကစားသမားအယောင်းဝယ်တွေမှာအရန်ကိုအလုပ်ဖြစ်နေခဲ့တယ်ပြီးတော့အဲ့ဒီအချိန်က Hugo Piena ကိုယ်တိုင်ခေါ်ပေးခဲ့တဲ့ York Craig ကလည်းလက်ရှိချိန်မှာ Manchester United တို့ Arsenal တို့နဲ့သတင်းကြီးနေတယ်အဲ့ဒီချိန်ကခေါ်ပေးခဲ့တဲ့ဈေးထက်2ဆ3ဆလောက်နဲ့ပြန်ပြီးရောင်းထုတ်နိုင်မှုအတွက်ကိုအခုချိန်မှာတရားသလောက်ကိုဖြစ်နေခဲ့လို့လဲဆိုနိုင်တယ်ဆိုတော့ဒီ Hugo Piena ရဲ့ Sporting Lisbon မှာလုပ်ပြခဲ့ performance တွေတော်တော်ကျန်းတယ်လို့ဆိုနိုင်တယ်ဆိုတော့သူ့ရဲ့ဒီ Sporting Lisbon မှာလုပ်ပြခဲ့တဲ့အဖဒါရိုက်တာယာတို့ကိုမရခင်သူ့ရဲ့ဟိုရှေးပဝေးတနီဖြစ်တဲ့ဇာသမားဘဝကိုအစပြန်ကောက်ရရင်တော့ပေါ်တူဂီလိမှာပဲထွန်းတောက်လာတဲ့လူငယ်တဦးဖြစ်ခဲ့တယ်
အဲ့ဒီလိုနဲ့သူအသက်16မှာပဲကျယ်ဝင့်တူအနေနဲ့နျူကာဆယ်အသင်းကိုရောက်လာခဲ့တယ်ဒါပေမဲ့သူအဲ့ချိန်မှာအသက်ကအရန်ကိုငယ်ရနေသေးတာဖြစ်တဲ့အတွက်သူနျူကာဆယ်မှာအဆင်မပြေခဲ့ဘူးဒီလိုနဲ့ပဲသူနျူကာဆယ်ကနေပြန်လင့်သွားပြီးတော့ပေါ်တူဂီလိကိုပြန်ရောက်လာတဲ့အဲ့ဒီချိန်မှာသူပေါ်တူဂီလိကဘရာဂါဆိုတဲ့အသင်းမှာသူခြေစွမ်းကောင်းပြန်ရလာတယ်ဇာသမားဘဝနှောင်းပိုင်းဇာသမားဘဝနဲ့နာယူကန်ဒီကာလာတွေမှာဆိုရင်သူ့ရဲ့ခြေစွမ်းတော်တော်လေးကောင်းလာတဲ့အတွက်ပေါ်တူဂီလေရွေးစင်မှာတွားပြီးတော့ဖြစ်လိုက်သေးတယ်သူအဲ့ဒီချိန်မှာတည်းကစားသမားဆိုပေမဲ့ကစားသမားတယောက်နဲ့မတူတဲ့ personality မျိုးကိုပိုင်ဆိုင်ထားတယ်လို့အဲ့ဒီချိန်ကဘရာဂါအသင်းရဲ့နီးပြဖြစ်သူကပြန်ပြောခဲ့ဦးတယ်အဲ့ဒီအချိန်မှာဒီဘရာဂါအသင်းရဲ့နီးပြဖြစ်သူနဲ့ဟူဂိုဘီယန်နာတို့ကသူတို့ကဘောလုံးပွဲအကြောင်းတွေကိုအတူဆွေးနွေးကြတယ်ဘောလုံးပွဲအကြောင်းတွေမကောက်ဘူးဒီဘောလုံးလောကမှာဖြစ်ပျက်နေတဲ့ပြဿနာတွေအကြောင်းအရာတွေကိုသူနဲ့အတူဟူဂိုဘီယန်နာကအဲ့ချိန်တွေကအများကြီးဆွေးနွေးနိုင်ခဲ့တယ်လို့သူကပြန်ပြောတယ်ပြီးတော့ဟူဂိုဘီယန်နာကအဲ့ဒီအချိန်မှာတည်းကအသင်းမှာတာမန်ကစားသမားပုံစံမျိုးတော့မဟုတ်တော့ဘူးသူရဲ့စကားတွေကဘုတ်ဖွဲ့တွေစီကိုပေါက်ရောက်တယ်အသင်းမှာရေးပါရောက်တဲ့လူမျိုးဖြစ်နေတယ်ဆိုတော့အသင်းကတချို့ကစားသမားတွေပြောချင်တဲ့စကားသံတွေတချို့သောနီးပြအဖွဲ့ဝင်တွေပြောချင်တဲ့စကားသံတွေကိုဘုတ်ဖွဲ့တွေစီကိုတည်ပေးရတဲ့အလုပ်မျိုးကိုလည်းဟူဂိုဘီယန်နာကလုပ်တယ်ဆိုလိုချင်တာသူရဲ့အတန်ကဘုတ်ဖွဲ့ဝင်တွေကြားတဲ့အထိမှာပါပေါက်ရောက်တယ်ဆိုတာမျိုးအဲ့ချိန်မှာတည်းဟူဂိုဘီယန်နာဖြစ်နေခဲ့ပြီဆိုတော့2016မှာတော့သူဒီဘောလုံးသမားဘွားကနေအနားယူသွားခဲ့တယ်ဘောလုံးသမားဘွားကနေနားယူတဲ့အချိန်မှာခုနကသူနဲ့ဘရာဂါအသင်းမှာလက်တွဲခဲ့တဲ့နီးပြကဒီပေါ်တူဂီလိရဲ့အသင်းတင်းပဲဖြစ်တဲ့ဘလက်နန်းဆာလို့ခေါ်တဲ့အသင်းမှာနီးပြဖြစ်နေကင်တွယ်နေတယ်ဆိုတော့သူကဒီဟူဂိုဘီယန်နာရဲ့အရေးတွေကိုကောင်းကောင်းသိတယ်ဆိုတော့ဒီဟူဂိုဘီယန်နာကိုဒီအသင်းရဲ့ sporting director အဖြစ်ခန့်ဖို့အတွက်အသင်းကိုသူ recommend ပေးတယ်ဆိုတော့ဒီ recommend နဲ့အတူပဲဟူဂိုဘီယန်နာကဇာနမဘွားကနေအနားယူပြီးတိတ်မကြခင်မှာပဲဒီအသင်းရဲ့ sporting director ဖြစ်လာခဲ့ဒါပေမဲ့ဒီလိုဖြစ်လာခဲ့ဆိုတာကခုနကသူနဲ့တူလက်တွဲခဲ့တဲ့နီးပြရဲ့ recommend တခုတည်းအကြောင်းတော့မဟုတ်ဘူးသူကိုယ်တိုင်ကိုကစားသမားဘွားကနေအနားယူပြီးကစားမှာအများကြီးလေးလာမှုတွေပြုလုပ်နေခဲ့တယ်လို့ဆိုနိုင်တယ်သူကအဲ့ဒီအချိန်မှာတွေကစားသမားတွေနဲ့ပတ်သက်တဲ့ data အချက်လက်တွေကိုသူစိတ်ဝင်စားနေလေ့လာခဲ့တယ်အဲ့ဒီနောက်သူဒီ UFA ကတချို့ course တွေတင်တန်းတွေကိုလည်းသူတက်ရောက်ပြီးတော့အောင်မြင်ပြီးစီးခဲ့တယ်အဲ့ဒီအချိန်ကသူတက်ခဲ့တဲ့ UFA ရဲ့ course ရဲ့နာမည်ကUEFA Executive Master of International Player MIP ဆိုတဲ့ course ဖြစ်တယ်ဆိုတော့အဲ့ဒီ course ကဒီ international ကစားသမားတွေနဲ့ချိတ်ဆက်ရတဲ့အပိုင်းတွေနိုင်ငံတကာနဲ့ချိတ်ဆက်ရတဲ့အပိုင်းတွေကိုအဓိကသင်ကြားပေးတဲ့ course မျိုးဖြစ်တယ်ဆိုတော့အဲ့ဒီမှာသူမိတ်ဆွေကောင်းတွေသူထပ်ရခဲ့တယ်နိုင်ငံတကာကအတိမိတ်ဆွေတွေပူးပွားခဲ့တယ်ဆိုတော့သူအဲ့ဒီချိန်မှာတွေကထိုက်တဲ့လေးလာမှုတွေကိုပြုလုပ်ခဲ့ပြီးတော့ဒီယာတို့ကိုထိုက်တဲ့တန်တန်ရခဲ့တာဖြစ်တယ်ညီပြဟောင်းဖြစ်သူရဲ့ထောက်ခံမှုတစ်ခုတည်းကြောင့်ဒီယာတို့ကိုရခဲ့တာမျိုးတော့မဟုတ်ဘူးဒါပေမဲ့သူအဲ့ဒီဘလက်နက်ဆက်အသင်းကနေပြီးတော့6လအကြာမှာပဲသူခောက်ခွာလာခဲ့တယ်အဲ့ဒီအချိန်ကအသင်းရဲ့ဥက္ကဋ္ဌဖြစ်သူကသူ့အပေါ်မှာလုံလောက်တဲ့လေးစားမှုမျိုးပြသခဲ့ခြင်းမရှိလို့သူထွက်လာခဲ့တယ်လို့ဆိုတယ်ဒီအသင်းကနေသူထွက်ခွာလာပြီးတဲ့နောက်မှာ Sporting Lisbon အသင်းကိုသူစရောက်လာတယ်အဲ့ချိန်မှာတော်တော်များများအမှတ်မှားနေကြတာကသူက Sporting ကိုဒီအားကစား director ယာရုနဲ့ရောက်လာခဲ့တယ်ဆိုပြီးတော်တော်များများအမှတ်မှားနေကြဒါပေမဲ့တကယ်တမ်းအဲ့လိုမဟုတ်ဘူးသူ2018မှာ Sporting အသင်းကိုစရောက်တဲ့အချိန်မှာသူ့ရဲ့ပထမဆုံးယာတုက Sporting Director မဟုတ်ဘူးDirector of International Relations ဆိုတဲ့ယာတုဖြစ်တယ်ဆိုတော့ဒီ Director of International Relations ဆိုတဲ့ယာတုကအခုသူ Sporting Director ယာတုကိုရလာဖို့အတွက်ဂျားထဲမှာခြေခုနင်းစရာအရာတစ်ခုပုံစံမျိုးဖြစ်ခဲ့တယ်ဆိုလိုချင်တာကအဲ့ဒီယာတုမှာသူကနိုင်ငံတကာနဲ့ချိတ်ဆက်ကတယ်ကစားသမားတွေနဲ့ချိတ်ဆက်ကတယ်ဆိုတော့အပိုင်းတွေကိုတောင်းယူထားတယ်ဆိုတော့အဲ့ဒီမှာခုနကလေးကသူကမိတ်ဆွေကောင်းတွေရှိနေခဲ့ပြီအဲ့ဒီအချိန်မှာဒီယာတို့ရာလို့ရယူလိုက်တဲ့အချိန်မှာသူ့ရဲ့လုပ်ငန်းကြောင့်သူ့မှာပို့ပြီးတော့မိတ်ဆွေကောင်းတွေပေါ်များလာခဲ့တယ်အဲ့ဒီအချိန်မှာကလေးကသူကအာဆင်နယ်အသင်းရဲ့ Sporting Director ဟောင်းအီဒူးနဲ့မိတ်ဆွေဖြစ်နေခဲ့ပြီအာဆင်နယ်အသင်းရဲ့ကွင်းလယ်ကစားသမားတူပဲဖြစ်တဲ့ဂီဗာဒိုဆေးပါသူကအဲ့ဒီအချိန်မှာဆိုရင်ကစားသမားအေဂျင့်ဖြစ်နေခဲ့ပြီဆိုတော့ဒီလိုလူတွေနဲ့သူကမိတ်ကောင်းဆွေကောင်းဖြစ်နေခဲ့တယ်ဒါရိုက်တာတယောက်ကကျင်းတွေဘောက်ကိုအဲ့လိုမျိုးမိတ်ကောင်းဆွေကောင်းတွေရှိဖို့လိုတယ်ကျိတ်တွေအများကြီးရှိဖို့လိုတယ်အဲ့လိုကျိတ်တွေရှိမှဒီကစားသမားတွေရဲ့ information တွေကလွယ်လွယ်ကူကူရနိုင်မယ်ကစားသမားတွေနဲ့ချိတ်ဆက်ရတဲ့အပိုင်းတွေပို့ပြီးပဲကူမှာဖြစ်တယ်ဆိုတော့ဟူဂိုဘီယန်နာကအဲ့လိုအရာတွေကို Sporting Lisbon ရဲ့ Director of International Relations ယာတူကိုယူထားမှစင်မှာကတဲကကိုပြည့်စုံနေခဲ့ပြီလို့ဆိုနိုင်တယ်ဆိုတော့သူ့မှာအဲ့ဒီချိန်ကလေးကအားသာဒါရိုက်တာမိတ်ဆွေတွေ
agent မိတ်ဆွေတွေအများကြီးရှိနေခဲ့ပြီဒီချက်ကသူအားသားဒါရိုက်တာဖြစ်လာတဲ့အချိန်မှာအများကြီးအကျိုးပြုခဲ့တယ်လို့လည်းဆိုနိုင်တယ်ဒီလိုနဲ့ပဲသူ sporting မှာဖြည်းဖြည်းနဲ့ဖြတ်တိုင်းနဲ့အားသားဒါရိုက်တာဖြစ်လာခဲ့တယ်အဲ့ဒီအချိန်ကမလွယ်ခဲ့တဲ့အချိန်လို့လည်းပြောလို့ရတယ် sporting Lisbon ရဲ့အင်းကြနေတဲ့အချိန်တွေလို့လည်းပြောလို့ရတယ်အသင်းကနေကစားသမားတွေကလည်းအများအပြားထောက်ခွာနေတဲ့ကာလဖြစ်တယ်လုံငယ်တို့ဖြစ်တဲ့သူ့ကိုအသင်းရဲ့ပြည်သက်တွေကလည်းတိတ်ပြီးမယုံကြည်ခဲ့ဘူးကန့်ကွက်မှုတွေရှိခဲ့တယ်အဲ့ဒီလိုနဲ့ပဲယုံရင်းကန်ရင်းနဲ့တနည်းခွဲ2နှစ်လောက်အကြာမှာတော့သူလက်ရှိ Manchester United အသင်းရဲ့နီးပြဖြစ်သူ Amorim ကိုခန့်အပ်ခဲ့တယ်အဲ့ဒီအချိန်မှာ Amorim ကနီးပြဘဝတွေကိုဝင်ရောက်လာကစားကစားသမားနီးပြမျိုးဖြစ်တယ်အဲ့လိုနီးပြမျိုးကိုသူကပေါင်10တန်းဝင်းကျင်ပေးပြီးတော့ရော်ကြီးပေးပြီးတော့ခေါ်လိုက်တာဆိုတော့အဲ့ဒီအပေါ်မှာလည်းသူ့ရဲ့ဆုံးဖြတ်ချက်အပေါ်မှာလည်းဝေဖန်တန်နေညံ့ရတယ်ဒါပေမဲ့နှစ်နဲ့ရဲ့အကြာမှာပဲအဲ့ဒီဝေဖန်တန်တွေကိုနှုတ်ဆက်သွားအောင်သူလုပ်ပြနိုင်ခဲ့တယ်သူနဲ့တူအမိုရင်ကလည်းလုပ်ပြနိုင်ခဲ့တယ်လို့ဆိုနိုင်တယ်အမိုရင်လိုအပ်သမျှကိုဟူဘီယန်နာကဒီကလကာနောက်ွယ်ကနေအကောင်းဆုံးပတ်မိုးပြီးတော့ Sporting Lisbon ကိုအတင်းကြီးတင်းပြန်ပြီးတော့ဖြစ်လာအောင်သူတို့အတူရုံးကန်ခဲ့ကြတယ်လို့ဆိုနိုင်တယ်သူနှစ်ယောက်ကတကယ်ကိုညီကိုပဲလို့အသင်းအတွင်းကသတင်းရင်းမြစ်တွေတော်တော်များများကဆိုကြတယ်ဟူဘိုဘီယန်နာဆိုလို့ရှိရင်အသင်းအတွက်ကိုကြည်ပြီးဆုံးဖြတ်တာတဲ့ဒီအမိုရင်အတွက်ကိုကြည်ပြီးဆုံးဖြတ်တဲ့လူမျိုးဖြစ်တယ်လို့တော့အတွင်းစကားတွေကဆိုကြတယ်ဆိုလိုချင်တာကနီးပြလိုအပ်တာကိုတောက်လျှောက်ကြည့်ပြီးတော့အရေးကြီးကြီးကြည့်ပြီးတော့ဖြည့်ဆည်းပြီးတဲ့လူအဆင်ပြေအောင်ဘာမှမဆိုကူညီလုပ်ကင်ပေးတဲ့လူမျိုးဒါရိုက်တာမျိုးဟူဘိုဘီယန်နာကဖြစ်တယ်ဒါပေမဲ့အောင်မြင်မှုတွေရလာတဲ့အခါမှာတော့ဟိုဘီယန်နာကမီဒီယာတွေရဲ့မျက်ဝန်းအောက်မှာနေတတ်တဲ့လူမျိုးမဟုတ်ဘူးအဲ့လိုမျိုးချီးကျူးတန်တွေအားပေးတန်တွေကိုတော့သူကနီးပြားနဲ့ပဲသူကမီဒီယာအောက်မှာထားပြီးတော့သူကတော့ဒီဇက်စင်ရဲ့နောက်ွယ်ကနေပဲပြုံးပြုံးကြီးပဲကြည့်နေတဲ့လူမျိုးဖြစ်တယ်ဒါပေမဲ့အသင်းထဲမှာကျတော့သူအဲ့လိုလူမျိုးမဟုတ်တော့ဘူးအသင်းထဲကလူတွေအားလုံးနဲ့သူကခင်မင်ရင်းနှီးစွာနေတယ်အသင်းရဲ့လေ့ကျင့်ရေးဝင်တိုင်းမှာသူလေ့ကျင့်ရေးအစီအစဉ်တိုင်းမှာသူရောက်လာတတ်တယ်အမိုရင်းနဲ့သူစကားတွေပြောတယ်ဇာသမားတွေနဲ့ဖက်လဲတကိနေတယ်အသင်းရဲ့ဝန်ထမ်းတွေနဲ့ခင်ခင်မင်မင်ရင်းနှီးနှီးသူဆက်ဆံနေအဲ့လိုလူမျိုးဖြစ်တယ်ပေါ့နော်သူကမီဒီယာတွေထက်မှာတော့သူကဂျီယူတန်တွေကိုတိတ်ပြီးတော့လက်ခံနေရှိလို့မဟုတ်ဘူးရှေ့ထွက်လို့ရှိလို့မဟုတ်ဘူးဒါပေမဲ့အသင်းတွင်းမှာတော့သူကရှေ့ထွက်ပြီးတော့လုံးတင်လုံးခိုက်တာတွေကိုလုံးတက်တဲ့လူအဖြစ်နာမည်ကြီးကြတယ်ဒီဟူဂိုဘီယန်နာရဲ့အပြောင်မြောင်ဆုံးအရေးအသွေးဆိုရင်ညှိနှိုင်းဆွေးနွေးနိုင်စွမ်းလို့သူနဲ့တူအလုပ်လုပ်ခဲ့ဘူးတဲ့လူတွေကဆိုကြတယ်တချို့ကဆိုသူ့ကိုဒီနိုင်ငံတနိုင်ငံရဲ့တန်တမန်မျိုးနဲ့တော့ခိုင်းနိုင်ပြီးတော့သူရဲ့ညှိနှိုင်းတဲ့စွမ်းရည်ကိုတင်စားပြောကြတာမျိုးရှိတယ်ဒီထင်ရှားတဲ့တာရကဆိုလက်ရှိ Man United နဲ့ Arsenal တို့နဲ့တင်ထွက်နေတဲ့ Rock Cry ကိုခေါ်ယူခဲ့တဲ့အပြောင်းရွှေ့ပဲအဲ့ဒီအချိန်က Rock Cry ကအင်္ဂလန်ကလပ်Coventry အသင်းရဲ့ promising star ဖြစ်နေပြီ Young Talent လေးဖြစ်နေပြီသူ့ကို Champions League ဝင်ရတဲ့အသင်းကြီးတချို့ကလည်းလိုက်နေတယ်Premier League ကလပ်တချို့ကလည်းလိုက်နေတယ်ဆိုတော့ Coventry ဘက်ကဈေးကင်ထားတယ်ငါတို့လိုချင်တဲ့ဈေးမရရင်တော့မင်းတို့ကိုမရောင်းနိုင်ဘူးဆိုတဲ့အနေအထားမျိုးဆိုတော့နောက်ဆုံးတော့ဟိုဘီယန်နာကိုယ်တိုင်အင်္ဂလန်ကိုသွားပြီးတော့ဒီအသင်းရဲ့ပိုင်ရှင်ဖြစ်သူနဲ့တွားတွေ့တယ်ပြီးတော့မိတို့မိဘုံလှုပ်လိုက်ဒီမတိပေါ့ဗျာကျွန်တော်တမိန်ဘော့တို့ဝတ္ထုတွေကာတွန်းတွေကလို့ပြောရမယ်ဆိုရင်ပေါ့သူပြန်လာတဲ့အချိန်မှာ Peter Rockcry ကိုအသင်းစီခေါ်လာနိုင်ခဲ့တယ်အဲ့ဒီအချိန်ကသူ Peter Rockcry ကိုပေါင်တန်း20ပလက်အပေါ်စုကြီး4တန်း4တန်းနဲ့ရလာခဲ့တာဒါပေမဲ့အဲ့ဒီကစားသမားကအသင်းတို့66ပွဲကစားသွားပြီးတဲ့အချိန်မှာ55ကိုတွင်းထားခဲ့ပြီးသူခေါ်လာခဲ့တဲ့အချိန်ကပေးရတဲ့ပြောင်းရွှေ့ကြီးထက်၄စားလောက်နဲ့အခုချိန်မှာ ACC ရောင်းရတဲ့အနေအထားမျိုးဖြစ်နေခဲ့ပြီလို့ဆိုနိုင်တယ်ပြီးတော့ဟူဂိုကအင်မတန်တင်းငင်ပြီးတော့အထွေးခေါ်အားကောင်းတဲ့သူမျိုးလို့သူနဲ့ဆက်ဆံမှုတဲ့သူတွေကမှတ်ချက်ပေးကြတယ်သူကသူ့ကိုမျက်လုံးလှန်ကြည့်တာမျိုးသူနဲ့စကားချစ်တင်ပြောတာမျိုးတွေကိုမကြိုက်ဘူးအဲ့လိုမကြိုက်တဲ့အတွက်အဲ့လိုမျိုးမဖြစ်ရအောင်လေသူ့ရဲ့ဤနိုင်ဆွေးနွေးနိုင်စမ်းကိုအမြဲတမ်းအသုံးချလေးရှိပြီးတော့လူတိုင်းနဲ့တင့်အောင်သူပေါင်းတက်တင်းတက်တယ်သူလူရာ topic ကိုဆွဲခေါ်ပြီးတော့တွားတက်တယ်လို့ဆိုကြတယ်ပြီးတော့သူ့မှာအတရလက်နက်ကရိုးသားမှုအပြည့်ရှိတာပဲလို့ဆိုကြတယ်ပြီးတော့သူကကစားသမားတွေနဲ့ပဲဖြစ်ဖြစ်နီးပြတွေနဲ့ပဲဖြစ်ဖြစ် agent တွေနဲ့ပဲဖြစ်ဖြစ်သူရိုးသားပဲဆက်ဆံနေအဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးတော့သူကိုယ်တိုင်လည်းပြောခဲ့ဦးတယ်ကျွန်တော်ကကစားသမားတွေကိုကျွန်တော်ရဲ့ဒီမှာလေ့ကျင့်ဝင်အကောင်းစားကြီးမရှိဘဲနဲ့ရှိပါတယ်လို့ပြောပြီးတော့ကျွန်တော်တင်ညာပေးမခေါ်ချင်ဘူးသူအမှန်တိုင်းပဲပြောမယ်သူလာဖို့မလာဖို့တော့ဆုံးဖြတ်ရမှာသူ့ရဲ့ကိစ္စပဲဆိုတော့သူပြောခဲ့ဘူးဆိုတော့သူကအဲ့လိုလူစားမျိုးဟိုဘီယန်နာကသူ့မှာအဆက်တွေကောင်းတဲ့အများကြီးရှိတဲ့လူစားမျိုးခေါင်းရေးထားပြီးတော့ညှိနှိုင်းဆွေးနွေးတတ်တဲ့
တန်တမန်တယောက်လိုပြောင်မြောက်တဲ့အညီနိုင်ဆွေးနွေးနိုင်တဲ့ရှိတဲ့လူမျိုးလူစားမျိုးဖြစ်တယ်ဆိုတော့ကျွန်တော်တို့ကအဲ့လိုလူစားမျိုးကို CDB Carry Stain ရဲ့နေရာမှာအစားထိုးဖို့အတွက်ရလိုက်တယ်လို့ဆိုနိုင်တယ်ဆိုတော့ဒီလိုလူစားမျိုးရဲ့ဒီလိုလူမျိုးရဲ့လက်ထဲမှာကျွန်တော်တို့ Manchester City အသင်းရဲ့အနာဂတ်ကဘယ်လောက်ထိစိတ်ချရနိုင်မယ်လို့ထင်လဲပြီးတော့ဒီလိုလူရဲ့လက်ထဲမှာကျွန်တော်တို့အသင်းရဲ့အနာဂတ်အလားအလာကဘယ်လောက်ထိပြောင်းလဲတိုးတက်သွားနိုင်မလဲဆိုတဲ့အပေါ်စီဇန်တယောက်ချင်းစီတိုင်းအမြင်တွေကဘယ်လိုမျိုးရှိမလဲဟိုဘီယန်နာပေါ်နှစ်သက်မှုရောရှိကြရဲ့လားစတဲ့အမြင်လေးတွေကိုကိုစီဝင်အောင်ဆွေးနွေးသွားခဲ့ကြဖို့ကျွန်တော်အနေနဲ့ notice ဖိတ်ခေါ်ချင်ပါတယ်ပြီးတော့အခုလိုမျိုးအစီအစဉ်ကောင်းတွေကိုတင်ဆက်ပေးနေတဲ့ဒီလက်ရှိမြန်မာအစီအစဉ် Facebook page နဲ့Let Me Talk ရဲ့ Facebook page တို့ကိုlike and follow လေးတွေလုပ်သွားပေးခဲ့ကြဖို့လည်းကျွန်တော်တောင်းဆိုချင်ပါတယ်အဆုံးလေးကြည့်ရှုပေးခဲ့တဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ပြီးတော့ကျွန်တော်ကိုအခုလိုမျိုးပြောခွင့်ပေးခဲ့တဲ့အတွက်လည်းအားလုံးကိုကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြပါဦးမယ်ခင်ဗျာ